ဒီတက်ကတော့ဒီလိုဝက်ချက်အမဲဆက်ရှိနေတဲ့မျက်နှာကနေဘယ်တော့မှတတ်တာလိုက်မယ်လို့လည်းမယုံခဲ့ဘူးဒါပေမဲ့ပန်းဒီဆက်အစီနဲ့ပြင်းနှံ့နေတဲ့ဒီမျက်နှာသစ်စစ်ပြနဲ့တွေ့ပြီးနောက်ပိုင်းမှာတော့ဝက်ချက်အမဲဆက်တွေကတတ်တာလာတော့လက်တွေ့ကိုမှယုံသွားတယ်ဘလိုမျိုးတောင်းပေးရလဲဆိုတော့ရေလေးစုပ်ပြီးတော့အမြုပ်လေးရအောင်အရင်လုပ်ပေးရလာတဲ့အမြုပ်လေးတွေကိုအသားရလေးပို့ပြီးတော့10မိနစ်လောက်ပေါင်းတင်ပြီးတော့နှက်ထားပေးမှဆိုရင်မျက်နှာအသားရည်ရဲ့ချွေးပေါက်ထဲမှာရှိတဲ့အညစ်အကြေးတွေဆဲသေးတွေကိုအထက်ရောက်ဆုံးဖယ်ရှားပေးနိုင်လို့ဝက်ချန်ထွက်နှုံးကိုလည်းရှော့ချစေတယ်ရှင်းနေတဲ့ဝက်ချန်တွေဆိုရင်နှစ်ပတ်တည်းနဲ့ပြားချက်လာပြီးတော့အဆန်လေးတွေကလက်တွေ့ကြွေကြလာတယ်ဝက်ချန်ကြောင့်ကြံခဲ့တဲ့အမဲဆက်တွေဆိုရင်မျက်နှာလေးတစ်ချလိုက်ရင်မတိမတာနဲ့အမဲဆက်လေးတွေကမှိန်ပြီးတော့ပါကြလာတယ်မစ်စင်ကိုတိုင်းတုံးကြည့်ပြီးတော့ဝက်ချက်အမဲဆက်တွေကတကယ်ကိုမှလက်တွေ့တက်တာခဲ့တာမို့လို့ကိုလိုဘွားသူလေးတွေတုံးကြည့်ပြီးတော့လှစေချင်တယ်မေးထားတဲ့မဲပိုင်ရှင်ကတကယ်ဘလောက်လဲဆိုတော့12000ကျပ်ပါ50ခုအကျင့်မှာတော့မို့လို့တယောက်တည်းသုံးမယ်ဆိုရင်တစ်လကွယ်2လလောက်အေးစေးသုံးခံတယ်